သူ့ဖန်နေရသူ့အကယ်လို့ရောင်ပေးနေတယ် ငါတို့ကပေးလိုက်မယ်သူတို့ကဘာဖြစ်ဖြစ်အကုန်ပေးမှာပဲတော့ဘာပြောလဲသူစချင်းမှာသူမေးလေးနန်းတယ်ဟိုပြဿနာတက်နေကွာဒီကလုံးလိုက်မေးလေးရဟဲ့နဲ့ဟောငါပဲပြောမှာအနှင်းတော့ပြောပါဘူးပြီးတော့သူ့ပဲပြောတာသူ့ကိုချစ်တဲ့ပြည်သက်ခါတက်နေဟိုရုပ်ရှင်ကိုတွားတာလေတွားတဲ့ဖြစ်တဲ့ကြောင့်ရုပ်ရှင်ကြီးတဲ့လူမဟုတ်သေးဘူးခုဒီတကားကတော့သူ့ကိုအကုန်လုံးဝိုင်းပြောဟိုတင်းဖြစ်ကြမှာပဲဖြစ်ကြတဲ့အတွက်ကြောင့်မို့ဥသောတို့အနေနဲ့ကြောင့်ဘယ်လိုပြောလဲဆိုတော့ရုပ်ရှင်ကြီးတဲ့ပြည်သက်မဟုတ်တဲ့အတွက်ကြောင့်ဥသောရုပ်ရှင်အတွက်ကတိတ်ပြောဟိုတင်းဖြစ်သေးဘူးပေါ့နောက်သူ့ဖန်နေတဲ့မှာရုပ်ရှင်ကြီးပြည်သက်တွေပါမှာပါပဲဒါအဲ့ရနေမှာသူတို့ကလက်ခံပြီးဆိုတော့မှသူနောက်တကားကြတော့မှသိတာဒီတကားကတော့သိမသိတာ